ခက်ရဲ့ sound effect ကြောင့်လေးလေ့လာကြည့်အောင်အရင်ဆုံး CapCut app ထဲကိုဝင်မယ်ပြီးရင် new project ခေါ်မယ်ဗီဒီယိုထဲမှာကိုသုံးချင်တဲ့ဗီဒီယို file လေးတစ်ခုကိုထည့်မယ်ပြီးရင်တစ်ချက်ဖွင့်ကြည့်မယ်โอเคအရင်ဦးဆုံးဒီဗီဒီယို file မှာရှိနေတဲ့အတန်လေးကိုအရင်ဆုံးဖြောက်မယ်ဆိုတော့ဒီဘက်မှာ move clip ဆိုတာလေးရှိတယ် move clip လေးကိုနှိပ်လိုက်ရင်အတန်လေးပျောက်သွားမယ်ဒါဆိုရင်မူရင်းဗီဒီယို file ရဲ့အတန်ကိုဖြောက်ထားတာပြီးရင်audio တွေကိုသွားမယ် sound တွေကိုသွားမယ်ကြီးငှက်တန်လေးဆိုတော့ကျွန်တော်တို့က back chipping ဆိုပြီးတော့ရိုက်ရှာမယ်အဲ့ထဲမှာပါတဲ့အတန်လေးတွေကိုကိုကြိုက်နှစ်သက်တဲ့အတန်လေးတွေကိုရွေးချယ်လို့ရတယ်တစ်ချက်နားထောင်ကြည့်အောင်အဲ့ဒီမှာအတန်မျိုးစုံပါတဲ့အတွက်ကိုကြိုက်နှစ်သက်တဲ့အတန်ကိုရွေးချယ်လို့ရတယ်โอเคဒါလေးကိုရွေးလိုက်မယ်ဒါဆိုရင်ဗီဒီယို file ရဲ့အောက်မှာအတန်လေးရောက်လာပြီတစ်ချက်နားထောင်ကြည့်အောင်ဒါဗီဒီယိုလေးနဲ့လိုက်ဖတ်တဲ့ piano တန်လေးရောပါတာပေါ့အဲ့ဒီမှာမူရင်းဗီဒီယို file ရဲ့အတန်ကိုမဖြောက်ထားရင်အတန် file နှစ်ခုရောနေပါလိမ့်မယ်တစ်ချက်လောက်ပြန်နားထောင်ကြည့်အောင်နှစ်ခုရောနေမယ်เนาะအဲ့တော့မူရင်းဗီဒီယို file ကို move clip ဆိုပြီးတော့အတန်ဖြောက်ထားမယ်ကိုထည့်ထားတဲ့အောက်က audio ကိုထည့်မယ်ပြီးရင်နောက်ဆုံးမှာရှိနေတဲ့ ending လေးကို delete နှိပ်ပြီးဖြောက်မယ်ပြီးရင်အောက်မှာရှိနေတဲ့ audio လေးကိုအပေါ်က video file အတိုင်းတညီတည်းဖြစ်အောင်လုပ်ထားမယ်ပြီးရင် split နှိပ်ပြီးတော့ delete နဲ့ဖြတ်မယ် okay ဒါဆိုရင်ညီသွားပြီပြန်နှားထောင်ကြည့်အောင်โอเคဒါကတော့ကျွန်တော်တို့ထည့်လိုက်တဲ့ audio file လေးပါเนาะ audio file လေးကို volume တွေကိုထပ်တိုးတင်လို့ရမယ် short လို့ရမယ်ဟုတ်ပြီเนาะ volume တွေကိုဒါဆိုရင်ကျယ်တာပေါ့အဲ့တော့ volume တွေကိုကျယ်လို့ရမယ်ခြုံလို့ရမယ်ဒီထဲမှာ audio ကိုတခြားအတန် file ကိုထပ်လို့ခြင်းတယ်ဆိုလို့ရှိရင် sound ကိုနှိပ်မယ်အတန်လေးကိုကျွန်တော်တို့ရွေးချယ်မှာပေါ့အဲ့တော့ feeling sound ဆိုရင်လည်း feeling sound ပေါ့เนาะဒါဆိုရင်နားထောင်ကြည့်အောင်ဒါလေးရွေးလိုက်မယ်ဒါဆိုရင်အတန် file နှစ်ခုဖြစ်သွားမယ်နားထောင်ကြည့်အောင်ဒါဆိုရင်အတန် file နှစ်ခုဆိုရင်ရှုပ်နေမယ်အဲ့တော့ပထမအတန် file လေးကိုတစ်ချက်ပြန်ဖြတ်မယ်ဒုတိယအတန် file လေးနဲ့နားထောင်ကြည့်အောင်โอเคဒီမှာ piano တန်လေးကိုကျွန်တော်တို့တည်တံ့ထားမယ် split ဖြတ်မယ် video file နဲ့တညီတည်းထားမယ်ပြီးရင် video file မှာငှက်ကလေးတွေပါတဲ့အတွက်ငှက်တန်တည်တံ့ထပ်ရှာပြီးတော့ထားကြည့်မယ်အဲ့တော့ back chipping ဆိုပြီးတော့ငှက်တန်တည်တံ့လေးကိုရှာကြည့်မယ်ဒါလေးကငှက်တန်တည်တံ့လေးเนาะကြီးငှက်တန်တည်တံ့လေးဒါလေးကိုထားမယ်ပြီးရင်ပြန်နားထောင်ကြည့်မယ်โอเคဒါလေးဆိုရင်ဗီဒီယို file လေးနဲ့လိုက်ဖတ်သွားပြီပေါ့နော်ဗီဒီယို file လေးနဲ့လိုက်ဖတ်သွားပြီဆိုရင်ဗီဒီယို file နဲ့တညီတည်းထားမယ် split နှိပ်မယ် delete ဖြတ်မယ်ပြီးရင် export ထုတ်မယ်โอเคပြီးရင်ကျွန်တော်တို့အဲ့ဒီ file လေးကိုပြန်ပြီးတော့နားထောင်ကြည့်မယ်โอเคအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်